Okay, welcome to Malacca နဲ့ welcome to Hilton Hotel ပါပဲရောက်ပါပြီမနက်ခင်း6နာရီ10မိနစ်ကနေလာလိုက်တာနေ့ကင်း7နာရီကြာပါပဲမလကာကိုရောက်တော့တယ်ဒီမှာဟိုတယ်လေးရောက်ပြီဟိုတယ်ထဲမှာအခု chicken ဝင်မယ်ပြီးရနဲ့တိုင်းလည်းပါညာသွားပြီးတော့ခါတော့ပြန်ပြီးတော့ရှောင်းမယ်ဟိုတယ်ကတော့ကြည်ပဲဒီမှာရှင်ဟို chicken ကောင်တာမှာchicken ကောင်တာမှာလာရင် chicken လောက်ပါမယ်ဟိုတယ်မှာ chicken ဝင်လာပြီကပ်ပေးလိုက်တယ်အစောအားလေး chicken ပေးဝင်လိုက်တယ်အဲ့ဒါနဲ့အခုတော့ဟိုတယ်အခန်းလေးကနေလမ်းအော်ရီတော့တခြားဟိုတယ်တွေဆိုရင်ဒီကပ်ပက်ကအနံ့နေရှိတယ်ဒီကလေတတိနံ့နေလို့တွေးနေရပဲဆိုတော့ရင်မွေးနိုင်နေတယ်တူတယ်အဲ့လိုမျိုးနဲ့တော့တော့ကောင်းတယ်ကမရီယာအဲ့ဒါ reception ကကလေးမလေးကတော်ချိုးတယ်ပြီးလည်းပြီးရောသူကဆိုချက်ခင်3နိုင်မှချက်ကုန်ရတာဒီမျိုးရဲ့အစချက်ကုန်လို့ရတယ်ဆိုပြီးတော့ချက်ကုန်ရတယ်တော့အခန်းကိုကြော်လာပြီးမှအခန်းမကန်နဲ့ဒီကနေပြီးတော့လမ်းပြီးတော့ကြည့်ရအပေါ်ပြီးတော့ဒါမလကာရဲ့ဒီဟိုကမလကာရေးတဲ့ကြားဆိုရက်မလကာဟောမှာဒီနာမှာဒီမှာဆိုလာတွေကျတော့ဒီနိုင်ငံဒါ shopping mall တွေဆိုလာတယ်ဟိုဘက်ဒီမှာโอเคဟိုဘက်မှာ Formosa ဘက်ကိုမချပြီးသွားလို့ရတယ်โอเคအခုသွားမယ်အထက်မှာဝင်ပြီးတော့ဟိုတယ်ရဲ့အခန်းကိုဝင်ရပါမယ်မီဖွင့်မယ်ဒီမှာ switch ဒီခန်းနဲ့ဝင်ပြီးမှာ extra bed သူတို့ extra bed ပြောမှာပါ3ယောက်လာတာဆိုတော့ extra bed မီထုံမီကတ်ထဲထားတယ်အမေကဲဘလို့တယ်ဒါ join နဲ့ကလည်းဘက်ကလည်းဝင်လို့ရတယ်ဟိုဘက်ကလည်းဝင်လို့ရတယ်ဟောဒီမှာကဲဒါအင်နာရကနေပြီးထွက်တာ extra ဘက်ကိုခဏနေသူတို့ထိုးခိုင်းရမှာပါဒီဘက်ထဲမှာထိုးပေးရမှာပါဒါတော့ခန်းရဲ့အပြင်စင်မှာခန်းရဲ့အပြင်စင်ဒီမှာ extra ဘက်ထိုးရမှာပါဘာလို့ဆို3ယောက်လာတာဆိုတော့သူတို့ super ဆန်လို့ပြောတာကျေးဇူးရှင် extra ဘက်ထိုးမပေးတော့ဒီရှိမှာပဲအိပ်ရမယ်ကိဖြစ်နေပါပြီ normally extra ဘက်ထိုးပေးပါတယ် extra ဘက်ထိုးမှာပါဒါခန်းရဲ့ပြင်စင်ဝါတော်လာအဲ့ဒီကဘက်ကိုသွားမှာအဲ့ရေးလေကြားဘက်ကအဲ့မှာရှိတယ်အဲ့ဘက်ကို church မဟုတ်ဘူးအဲ့ဒါ mosque သူဟိုအဲ့ဘက်နဲ့တူတယ်ဟုတ်တယ်ညဆိုရင်ရမ်းလာသူမီးအောင်နေနေဟုတ်တယ်ဒီရေးလေမလကာရေးလေကြားပေါ်မှာစောက်ထားတဲ့ဒီနေရာကိုသွားမှာပါညနေဆိုရင်ရမ်းလာဟိုဒီ view ကတော့အရင်မိုက်တယ် view ကတော့ရှယ်ပဲဒါကဲအခု welcome to Malacca okay see you ပြောမှာ Malacca လေးရှောက်သွားတာကိုပြပါမယ် bye bye